ကဘာကြီးကိုပြောင်းလဲနိုင်မဲ့နည်းပညာတွေကိုရှာတွေ့ခဲ့သူများဒါပေမဲ့ရုတ်တရက်သူတို့အားလုံးဆုံးပါသွားခဲ့ကြတယ်သူတို့ရဲ့တီထွင်မှုတွေကြောင့်အစိုးရကသူတို့ကိုနှုတ်ပိတ်ခဲ့တာလားဒါမှမဟုတ်သူတို့ရဲ့ထူးဆန်းတဲ့တည်ဆုံမှုတွေကိုလူတွေက conspiracy theory အဖြစ်ပြောင်းလဲခဲ့ကြတာလားNikola Tesla ဆိုတဲ့နာမည်ကိုလျှက်စစ်နဲ့ပတ်သက်ရင်မသိရလူနည်းပါတယ် AC လို့ခေါ်တဲ့ alternating current induction motor နဲ့ wireless communication စတဲ့ Tesla ရဲ့တီထွင်မှုတွေက electronic နည်းပညာအပေါ်အကြီးအကျယ်သက်ရောက်ခဲ့ပါတယ်ဒါပေမဲ့ Tesla ရဲ့အိမ်မက်ကလျှက်စစ်မီးထုတ်ရုံနဲ့မပြီးခဲ့ပါဘူးသူကကျိုးမဲ့နည်းနဲ့စွမ်းအင်ကိုအဝေးကိုပို့နိုင်မဲ့ကမ္ဘာတစ်ခုကိုစိတ်ကူခဲ့ပါတယ်သူက teleforce လို့ခေါ်တဲ့ particle beam concept တစ်ခုအကြောင်းလည်းပြောခဲ့ပါတယ်ဒီနေရာမှာ conspiracy theory စတင်ခဲ့ပါတယ် Tesla တည်ဆုံပြီးတဲ့နောက်မှာသူ့ရဲ့ဆယ်ရက်စာတမ်းနဲ့ပစ္စည်းတွေကိုအမေရိကန်အစိုးရဘက်ကစစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ Tesla ကိုသူ့ရဲ့တီထွင်မှုတွေကြောင့်လောက်ကျန်ခဲ့တယ်ဆိုတာတော့သက်သေပြထားတာမရှိပါဘူး။ Tesla ဟာ1943ခုနှစ်မှာနယူးယောက်မှာရှိတဲ့ Hotel New York မှာအသက်86နှစ်နဲ့တည်ဆုံခဲ့ပါတယ်။ Stanley Meyer က water fuel cell ဆိုတဲ့နည်းပညာကိုတီထွင်ခဲ့ပြီးဒီထဲက hydrogen ကို fuel အဖြစ်အသုံးပြုနိုင်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒါကရိုးရိုး electrolysis ထက်ပိုပြီးထိရောက်တဲ့နည်းလမ်းနဲ့ hydrogen ထုတ်နိုင်တယ်ဆိုတာပါပဲ။ဒါကြောင့်ကားကိုရေနဲ့မောင်းနိုင်ပြီဆိုတဲ့ဇာတ်လမ်းကလူတွေကြားမှာအရန်နာမည်ကြီးလာခဲ့ပါတယ်။ Stanley ရဲ့တီထွင်မှုတွေကိုတရားရုံးတစ်ခုအတွင်းကျွမ်းကျင်သူတွေကစစ်ဆေးခဲ့ပြီးအဲ့ဒီစစ်ဆေးမှုမှာ revolutionary physics မဟုတ်ပဲ conventional electrolysis နဲ့ကိုက်ညီတယ်လို့သုံးသပ်ခဲ့ကြပါတယ်။တရားရုံးကလည်း Stanley ကို fraud ကျူးလွန်ခဲ့တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ Stanley ဟာ1988ခုနှစ်မတ်လ20ရက်မှာစားတောက်ဆိုင်တစ်ခုအတွင်းရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်။သူ့မိသားစုဝင်တွေရဲ့ပြောဆိုချက်အရ Stanley ဟာအဆိပ်ခတ်ခံရပြီးတော့တည်ဆုံသွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့စစ်ဆေးချက်တွေအရအောက်နောက်သွေးကြောပေါက်ပြီးဆုံးသွားတယ်လို့ဆိုပါတယ်။ Eugene Mallove ကို inventor တစ်ယောက်ထက် scientist နဲ့ science writer အဖြစ်ပိုပြီးလူသိများကြပါတယ်။ Eugene ဟာ cold fusion research အကြောင်းကိုအားပေးခဲ့ပြီးတော့ alternative energy အကြောင်းကိုလည်းတက်ကြွစွာရေးသားခဲ့ပါတယ်။သူဟာ Infinity Energy magazine ကိုလည်းတည်ထောင်ခဲ့ပါတယ်။2004ခုနှစ်မေလ14ရက်နေ့မှာ Eugene ကိုသူ့မိဘတွေရဲ့အိမ်ဟောင်းမှာတည်ဆုံလျက်တွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ cold fusion နဲ့ alternative energy research တွေကြောင့်သူဟာလောက်ကျန်ခံခဲ့ရတယ်ဆိုတဲ့ conspiracy theory တွေလည်းရှိခဲ့ပါတယ်။ရဲတွေကတော့ဒီအမှုကို homicide လို့သတ်မှတ်ခဲ့ပါတယ်။ T. Henry Murray ဟာ1920နဲ့1930ခုနှစ်အတွင်းမှာလူသိများတဲ့ inventor တစ်ယောက်ဖြစ်ပါတယ်။သူဟာပတ်ဝန်းကျင်ထဲမှာရှိနေတဲ့ energy တစ်ခုကိုစုဆောင်းပြီးတော့လျှပ်စစ်အဖြစ်သုံးချနိုင်မဲ့ device တစ်ခုကိုတီထွင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီ device ကတခြား power source မလိုပဲလျှပ်စစ်ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အရေးကြီးတာကသူ့ရဲ့ free energy device ဟာသိပ္ပံနည်းကျအတည်ပြုထားတဲ့ technology မဟုတ်ပါဘူး။ပြီးတော့သူ့ရဲ့အဓိက power supply တီထွင်မှုအတွက်အမေရိကန်ရဲ့ထောက်ခံချက်လည်းမရရှိခဲ့ပါဘူး။အဲ့လိုနဲ့ Henry ရဲ့တီထွင်မှုတွေဟာတဖြည်းဖြည်းကျရှုံးသွားခဲ့ပါတယ်။ Royal Raymond Wright ဟာအလွန်အဆင့်မြင့်တဲ့ microscope တွေကိုတီထွင်ခဲ့တဲ့ inventor တစ်ယောက်ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ frequency ကိုသုံးပြီးရောဂါဖြစ်စေနိုင်တဲ့ microorganism တွေကိုတိုက်ဖျက်နိုင်တယ်လို့ဆိုခဲ့ပါတယ်။ဒီ idea ကနေတဆင့်နောက်ပိုင်းမှာတော့ frequency device တွေပေါ်လာခဲ့ပါတယ်။ Raymond ကိုထောက်ခံသူတွေကသူဟာကင်ဆာကိုတော့ frequency နဲ့တိုက်ဖျက်နိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သိပ္ပံအထောက်အထားတွေအရ Raymond ရဲ့ frequency device တွေဟာကင်ဆာကိုတိုက်ဖျက်နိုင်တယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။ပြီးတော့သူ့ရဲ့ research တွေကို mainstream medicine ကလက်မခံခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့တီထွင်မှုဟာဖြစ်မြောက်တယ်လို့ယုံကြည်တဲ့သူတွေကတော့အစိုးရဟာ Raymond ရဲ့တီထွင်မှုတွေကိုဖျက်ဆီးခဲ့တယ်လို့ဒီနေ့အထိပြောနေကြတော့ပါပဲ။ဒါဆိုသူတို့ဟာလူတွေမလုပ်နိုင်တဲ့အရာတွေကိုတီထွင်နိုင်ခဲ့လို့အစိုးရကနှုတ်ပိတ်ပြီးရှင်းလင်းခဲ့တာလား။ဒါမှမဟုတ်တိုက်ဆိုင်တဲ့ conspiracy သက်သက်ပဲလား။မိတ်ဆွေတို့ရောဘယ်လိုမြင်ပါသလဲ။ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။